နောက်ချအောင်မလို့ကိုယ်လည်းလမ်းအောင်ပြီးရေတာအစီတဲကားကြီးဖြစ်နေတာလိုက်ထွက်တာနောက်မှလည်းကားတွေအများကြီးပဲဒီဘက်ကိုနောက်ဘက်ကိုနေနဲ့ကတ်တယ်အေရီတိုင်းလေးမျက်နှာမြို့နယ်မှာငဝွန်မြစ်တာပေါင်ကျိုးပေါက်ပြီးလေးမျက်နှာမြို့ပေါ်ရက်ကွက်၅ခုစလုံးရေလွှမ်းမိုးခဲ့ရတဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်အေရီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်မှာငဝွန်မြစ်တာပေါင်ကျိုးပေါက်ပြီးမြို့ပေါ်ရက်ကွက်၅ခုစလုံးရေဝင်နေတာကြောင့်ဒေသခံတွေကိုဘေးလွတ်ရာအရေးပေါ်ရွှေ့ပြောင်းပေးနေရပြီးကယ်ဆယ်ရေးစခန်းတွေလည်းဖွင့်လှစ်ထားရတယ်လို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ဒေသတွင်းသတင်းရင်းမြစ်တအုပ်ထံမှသိရှိရပါတယ်ငဝွန်မြစ်တာပေါင်ဟာဇူလိုင်လ30ရက်နေ့ည10:45မိနစ်ကနေ17နာရီဝန်းကျင်အတွင်းမိုင်နိုင်အမှတ်25/3အနီးမှာမြစ်ရေတွန်းအားကြောင့်ပေ20ခန့်ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။တာပေါင်ကျိုးပေါက်ချိန်မှာငဝွန်မြစ်ရေဟာစိုးရိမ်ရေမှတ်ကိုမရောက်သေးတာကြောင့်ရေဝင်ရောက်တဲ့ပမာဏဟာ1992ခုနှစ်တာကျိုးပေါက်မှုအတွင်းဝင်ရောက်ခဲ့တဲ့ရေပမာဏလောက်မများသေးဘူးလို့ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။စိုးရိမ်ရေမှတ်မရောက်ခင်ကျိုးတာကြောင့်ရေဝင်တဲ့ပမာဏကနည်းပါတယ်။92ခုနှစ်ငဝွန်ရေကာတာကျိုးပေါက်တုန်းကလောက်ရေပမာဏမရှိပါဘူး။မြို့ပေါ်ကလူတွေအားလုံးရွှေ့နေရပါပြီ။အခုမနက်ကယ်ဆယ်ရေးစခန်းတွေစတင်ဖွင့်လှစ်နေပါပြီလို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကပြောပါတယ်။လက်ရှိမှာတော့ရေအားဆက်လက်မြင့်တက်နေတာဖြစ်ပြီးမြို့ပေါ်ရက်ကွက်တွေကဒေသခံတွေကိုကုန်းမြင့်နေရစာတင်ကြောင်းဓမ္မယုံနဲ့ကယ်ဆယ်ရေးစခန်းတွေစီကိုပြောင်းရွှေ့ပေးနေရတယ်လို့သိရပါတယ်။ရေကတော့ဆက်တိုးနေတော့မှအားလုံးပြောင်းရွှေ့နေပါတယ်လို့ဒေသခံတအုပ်ကလည်းပြောဆိုထားပါတယ်။တာပေါင်ကျိုးပေါက်ရာကနေဝင်ရောက်လာတဲ့မြစ်ရေဟာဇူလိုင်လ31ရက်မနက်6နာရီအထိမြစ်ကျိုးအင်းထဲကိုဆက်လက်စီးဝင်နေပြီးအဲဒီကနေချောင်းဆောင်စရီကုန်းချောင်းနဲ့ဓာကမြစ်ချောင်းဘက်ကိုဆက်လက်စီးဆင်းနိုင်တယ်လို့အရေးပေါ်သတိပေးချက်မှာဖော်ပြထားပါတယ်။မြစ်ရေဝင်ရောက်မှုကြောင့်လေးမျက်နှာမြို့အမှတ်1234နဲ့9ရပ်ကွက်တို့အပြင်အနီးပတ်ဝန်းကျင်ရှိအနိမ့်ပိုင်းလယ်ကွင်းနဲ့ကျေးရွာတွေပါရေဘေးအန္တရာယ်ရင်ဆိုင်ရနိုင်တယ်လို့သတိပေးထားပါတယ်။ယာရီတိုင်းမိသက်တပ်ဖွဲ့ကမြို့ပေါ်ရက်ကွက်တွေအတွင်းကင်းလှည့်ဆောင်ကြည့်တာရေဘေးသင့်ပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးတာနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေကြပါတယ်။ဒေသခံတွေအနေနဲ့တက်ကြီးရွယ်အိုကလေးတငယ်နဲ့မတန်ဆွမ်းသူတွေကိုဦးစားပေးရွှေ့ပြောင်းပေးဖို့ဆေးဝါးအစားအစာနဲ့အရေးကြီးစာရွက်စာတမ်းတွေကိုယူဆောင်ဖို့နေအိမ်ကလျှက်စစ်မိန်းခလုတ်တွေကိုပိတ်ထားဖို့နဲ့ကယ်ဆယ်ရေးဖွဲ့တွေရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာကြဖို့လည်းသတိပေးထားပါတယ်